ခွားစိုက်ပျိုးရန်လုပ်ငန်းစဉ်တွေမျိုးစေ့ချခြင်းပြောင်းရွှေ့စိုက်ပျိုးခြင်းပုံစံသွင်းခြင်းကြီးထွားမှုစီမံခန့်ခွဲခြင်းနှင့်ရိတ်သိမ်းကူးဆွတ်ခြင်းပါဝင်သည်။နေရာလုပ်ငန်းဆောင်ရွက်ချက်တစ်ခုစီကိုလေ့လာကြည့်ကြပါစို့။ပထမဦးစွာဗန်းထဲတွင်ရေစီးကောင်းသောမြေကြီးများဖြည့်ပြီးမျိုးစေ့များကိုချပါ။3.5 မှ1စင်တီမီတာအနက်တွင်သခွားစေ့များကိုစိုက်ပြီးအစိတ်ရက်များမထက်စေရန်ဦးတီဘက်တစ်ဖက်သေးသို့မျိုးစေ့များကိုချပါ။ထို့နောက်ရင်းတို့ကိုမြေကြီးဖြင့်ဖုံးအုပ်ပြီးဗန်းကိုရေလောင်းမှရင်းကိုသတင်းစာသို့မဟုတ်နေကာလိပ်ဖြင့်ဖုံးအုပ်ပြီးနေရာအနှံ့ရေထက်လောင်းပါပင်မဆိုင်ခင်းတဲ့သို့ပြောင်းရွှေ့စိုက်ပျိုးရန်တင့်တော်သောပျိုးပင်များသည်အရွက်3ရက်မှ5ရက်ထွက်လာသည့်ပျိုးပင်များဖြစ်သည်မျိုးစေ့ချပြီးရက်ပေါင်း20မှ30အကြာတွင်ဖြစ်သည်1.5 မီတာခန့်နေရာခြားထားသောအပင်စိုက်မြေတန်းများတွင်ပျိုးပင်များကို40စင်တီမီတာခန့်ခြား၍စိုက်ပေးပါပျိုးပင်များကိုအလွန်နဲ့အောင်စိုက်ထားပါကအမြင့်ကောင်းစွာမတွေ့ဘဲအနာကျလွယ်သည့်ထို့ကြောင့်အိုး၏မြေစီလွှာမျက်နှာပြင်ကိုမြေမျက်နှာပြင်အပေါ်ဘက်အနှဲငယ်မြင့်လျက်ထားရှိပါသို့မဟုတ်တပြေးညီအနက်တွင်စိုက်ပျိုးပါမြေမဲ့သခွားစိုက်ပျိုးခြင်းတွင်အာဟာရများသည့်ရေတွင်ပျော်ဝင်ပြီးမြေကြီးကိုအသုံးမပြုသောကြောင့်ပြောင်းရွှေ့စိုက်ပျိုးခြင်းနည်းလမ်းကလည်းကွဲပြားပါသည်ပျိုးပင်ကိုအမြင့်တွယ်ရန်ထောက်ပံ့ပေးသည့်အပင်စိုက်ကြားခံပေါ်တင်ပြီးအာဟာရဆေးရည်ကျွေးသည့်တိုင်ကိုစိုက်ထည့်ပါဒီချိန်တွင်ပင်မအမြစ်ကိုမထိုးပေါက်စေရန်ဂရုစိုက်ပါပုံစံသွင်းခြင်းလမ်းညွှန်ချက်အတိုင်းစန့်ကျင်ဘက်သို့မျက်နှာမူထားသည့်အပင်နှန်းနှစ်တန်းကိုလည်းစိုက်ပျိုးပါအခွားပင်ပုံစံသွင်းခြင်းနီလန်းမျိုးမျိုးအနက်အထင်းကျိုးအသုံးပြုသည့်နီလန်းကိုကြည့်ရှုရပါမည်အထင်းကျိုးတစ်လျှောက်ဦးတီဘက်တစ်ဖက်တည်းဖြင့်အပေါ်သို့ရစ်သွားပြီးပင်စီကိုပုံစံသွင်းထားသည်ပင်စီကြီးထွားလာသည့်နှင့်အမျှပုံမှန်ကြားကာလများတွင်ငင်းကိုဆက်လက်ရစ်ပေးပါပင်စီအလွန်မြင့်လာပါကပင်၏ကြီးထွားမှုကိုအနှောင့်အယှက်ဖြစ်စေသည့်ထို့ကြောင့်ကျိုးကိုဖြေလျှော့ပြီးနွယ်ပင်ကိုဖြည်းဖြည်းချင်းအောက်သို့ချပါအောက်ပိုင်းရွက်များကိုကတ်ကြီးဖြင့်ပေချာတီးဖြတ်ပါပြီးလျင်ကျန်းပြင်ပေါ်တွင်ထပ်မနေစေရန်အမြင့်များအနီးရှိပင်စီကိုဘေးသို့ချပါအတီးမတီးသောအဖိုပွင့်များနှင့်ပင်မပင်စီဘေးတွင်ပေါက်သောအညွန့်တက်များသည်အတီးတီးချင်းကိုအထောက်အကူမပြုသဖြင့်ရင်းတို့ကိုအစောပိုင်းအဆင့်တွင်ဖယ်ရှားပါသခွားသီးများနုငယ်စဉ်တွင်ပုံတံမမှန်ခြင်းကိုတင်တွေ့ရှိပါကရင်းတို့အားလက်ဖြင့်ကူးဆို့၍စောစီးစွာဖယ်ရှားပါအနာကျနေသောအပင်များကိုတွေ့ရှိပါကကူးဆက်ပြန့်ပွားမှုမရှိစေရန်အတွက်ရင်းတို့ကိုမထိဘဲအခင်းပိုင်ရှင်အားတီးတန့်အကြောင်းကြားပါကူးဆို့ရန်အသင်းဖြစ်သောသခွားသီးများသည်အလေးချိန်120မှ160ဂရမ်နှင့်အရှည်20မှ25စင်တီမီတာရှိရမည်အပြင်ခွန်ချောမွေပြီးအစိမ်းရရောင်ရှိပါကရောင်းတန်းဝင်အရေးသွေးမြင့်သည်ပင်စီရှည်1စင်တီမီတာခန့်ချန်ပြီးဓာတ်သို့မဟုတ်ကတ်ကြီးဖြင့်ပင်စီမှနေ၍အသီးကိုလှီးဖြတ်ပါလက်ဖြင့်အတင်းချိုးခဲ့ပါကပင်စီသို့မဟုတ်အခြားသီးကိုထိခိုက်စေနိုင်ပြီးခုဆွတ်ပြီးနောက်ပိုင်းအနာကျစေနိုင်သည်သခွားသီးများသည်အမျိုးမဲကွက်များဖြစ်လွယ်သောကြောင့်ရင်းတို့ကိုညင်သာစွာကင်တွယ်ရမည်ရင်းတို့သည်အခန်းအပူချိန်တွင်လျင်မြန်စွာညှိုးနှွမ်းသွားနိုင်သောကြောင့်အပူချိန်10မှ13ဒီဂရီစင်တီဂရိတ်ခန့်ရှိသောအေးများသည့်နေရာတွင်ရင်းတို့ကိုတင်စေတင်သည်ဤဒီမှာစိုက်ပျိုးရေးလုပ်သားများအတွက်သီးနှံအလိုက်လေယာစိုက်ပျိုးရေးဆောင်ရွက်ချက်လမ်းညွှန်ဖြစ်ပါသည်ကျေးဇူးတင်ပါသည်